အကုန်မများလုံးမင်္ဂလာပါဗျကျွန်တော်ရဲ့ကိုအောင်လေး YouTube channel ကနေမင်္ဂလာပါလို့အားလုံးနှုတ်ခွန်းဆက်တာပါဗျမင်္ဂလာရှိသောညချမ်းလေးပါနော်ကိုမများအားလုံးကျွန်တော်အားပေးနေတဲ့ကိုမများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့နှလုံးတော်ဝါတဲ့ပြည့်စုံနိုင်ကြပါစေအသက်ရှူတိုင်းငိုဝင်ပြီးတော့စီးပွားလက်လာပါများလဲဒီလာတိုးတက်ပါစေလို့ကျွန်တော်ဒီညနေဆုမကောင်းတောင်းပေးလိုက်ပါဗျဒီနေ့ဒီညနေစီကိုကျွန်တော်3.5ဝန်းကျင်းကိုနှစ်ခုပရိနဲ့ဆွဲပေးလိုက်တာဖြစ်ချင်တော့9တက်ကြီးနဲ့ပြီးသွားတယ်။တောင်းမယ်တပွန်များတက်မလားကြည့်နေပြန်တက်ဘူး။ကျွန်တော်နှစ်ခုဝန်းကျင်းနှစ်ခုပရိပေါ့နှစ်ခုပရိကို9.3ဝန်းကျင်းဟာကျွန်တော်ပြောပါတယ်အဲ့ဒါကြိုက်တဲ့လူတွေဆိုရင်တော့9ဟုတ်ပတ်ငါအဓိကပဲငါအရာကောင်းတယ်လို့ကျွန်တော်ပြောတယ်။ကျွန်တော်လာရောဗီဒီယိုထဲမှာပြောခဲ့ရနော်9ဟုတ်ပတ်ပတ်မဲ့လူတွေဆို9ကိုအဓိကထားပတ်ငါအရာကောင်းတယ်ကျွန်တော်ပြောခဲ့ဒါမှတော့ရန်ကွက်အနေနဲ့ကြတော့6တက်ဝန်းကျင်းနဲ့ကိုနှစ်ခုပရိ6တက်ဝန်းကျင်းကိုနှစ်ခုပရိနဲ့ဆွဲပေးလိုက်တာ1ရယ်66ရယ်6တက်ရယ်ဆိုပြီးဆွဲပေးလိုက်တာအဲ့တစ်ခုဝန်းကျင်းနဲ့တော့9.3ဝန်းကျင်းနဲ့16ဝန်းကျင်းကိုကြာကျွန်တော်မတွဲပေးလိုက်တွဲပေးရင်တော့အောက်ကွက်ပါတာပေါ့မတွဲပေးမိဘရိတ်ကလည်းတခါမှမပါဘူးဒီနေ့ကြာမလားဖောက်ပါမနက်ပိုင်းကဗုဒ္ဓဘူးနေ့မနက်စေးပေါ့ဗုဒ္ဓဘူးနေ့မနက်စေး28ရက်နေ့ပေါ့ဗုဒ္ဓဘူးနေ့မနက်စေးကိုကျွန်တော်ကနှစ်ပတ်ဒီခွန်ပတ်ဒီတော့ထုတ်ထားရနော်နှစ်ပတ်ဒီခွန်ပတ်ဒီတော့ထုတ်ထားရပုံမှန်များအားလုံးပတ်မယ်ဆိုရင်တော့နှစ်ပတ်ဒီခွန်ပတ်ဒီမှာနှစ်ကရမ်းကောင်းတယ်နော်ပတ်တာကြိုက်တဲ့ပုံမှန်များနှစ်ကိုအဓိကထားပါနှစ်ပတ်ဒီရမ်းကောင်းတယ်မနောကနော်နောက်ရဲ့ကောက်ကလေးကိုစခွိုင်းမနေရသေးရဲ့ခုမှဝင်လာပြီးခုမှဝင်ကြည့်ရဲ့ကိုမများစခွိုင်းမနေရသေးရဲ့ကိုမများစခွိုင်းကလေးရင်နှိပ်ပြီးမှဗီဒီယိုလေးကိုကြည့်ပေးပါနော်စခွိုင်းနှိပ်ပြီးသားကိုမများလည်းလိုက်လက်မလေးနှိပ်ပြီးတော့ share လို့ရတဲ့နေရာလေးမှာ share ပေးမျှဝေလို့ရတဲ့နေရာလေးမှာမျှဝေပေးတဦးတယောက်တည်းမြင်ပြီးတဦးတယောက်တည်းပေါက်တာနဲ့ဆိုင်အများမြင်အများပေါက်အောင်ဝိုင်းအောင်ကူညီပေးကြပါလို့ကျွန်တော်ဘက်ကမေတ္တာရက်ခံရပါဗျမနက်28ရက်ဗုဒ္ဓဖူးနေ့မနက်ပေါ့ဗုဒ္ဓဖူးနေ့မနက်ကိုနှစ်ပိုင်းနှစ်ပတ်ဒီခွန်ပိုင်းနှစ်ပိုင်းနှစ်ပတ်ဒီခွန်ပိုင်းနှစ်ပိုင်းနှစ်ပတ်ဒီခွန်ပိုင်းနှစ်ပတ်ဒီနှစ်ပိုင်းနဲ့ကြတော့ထိုးရမယ့်ကဏ္ဍလေးတွေက20 24 25 26နှစ်ပိုင်းနဲ့ကြတော့20 24 25 26ခွန်ပိုင်းခွန်ပတ်ဒီက80ခွန်4ခွန်5ခွန်6 80ကတော့ပြန်ကဏ္ဍဗျပြန်ကဏ္ဍကြတော့ကျွန်တော်လည်းသိတော့မကြိုက်ဘူးပယ်ခြင်းလည်းပယ်လိုက်ပါဗျာအမှန်နက်ခတ်ဆိုတာပြန်ကြတတ်ပါတယ်နှစ်ပတ်ဒီနှစ်ပိုင်းနဲ့20 24 25 26ခွန်ပတ်ဒီခွန်ပိုင်းနဲ့80ခွန်4ခွန်5ခွန်6နောက်ကုန်ပါများခဏလေးကိုတေချာမှတ်သွားနော်ဗီဒီယိုလေးကိုမရစ်မကြော်ပဲနဲ့ကြည့်ပြီနော်တကွာကောင်းတင်ထိုးရမယ့်တကွာကောင်းကျွန်တော်ပြောပြသွားမယ်နော်ဗီဒီယိုလေးပြီးကန်ဒီကြရင်ကျွန်တော်ပြောပြသွားမယ်နော်ထိုးရမယ့်တကွာကောင်းနော်ကုန်ပါများခုမှကျွန်တော်အားပေးတဲ့ကုန်ပါများလည်းဗီဒီယိုလေးဝင်ကြည့်ရနဲ့စကွိုင်းမနဲ့ရသေးဘူးဆိုရင်စကွိုင်းကလေးနှိပ်ပြီးထားကြနော်တယောက်တစ်ချက်စီစကွိုင်းနှိပ်ပြီးသားကုန်ပါများလည်းလိုက်လက်မလေးနှိပ်share လို့ရတဲ့နေရာလေးမှာ share ပေးမျှဝေလို့ရတဲ့နေရာလေးမှာမျှဝေပေးနော်တဦးတယောက်တည်းမြင်ပြီးတဦးတယောက်တည်းပေါက်တာနဲ့ဆိုင်အများမြင်အများပေါက်အောင်ကိုတို့အမတို့ဘက်ကဝိုင်းအောင်ကူညီပေးကြပါကျွန်တော်ဘက်ကမေတ္တာရက်ခံရပါဗျ
နောက်မှပတ်မဲ့ကိုမှမြန်နော်နှစ်ပိုင်းနှစ်ပတ်ဒီခွန်ပိုင်းခွန်ပတ်ဒီနှစ်ပိုင်းနှစ်ပတ်ဒီကိုမှနှစ်ပတ်ဒီရန်အားကောင်းတယ်နော်နံပါတ်5မနက်ကြီးနော်နှစ်ပတ်ဒီရန်အားကောင်းတယ်ဒီနေ့လည်းကျွန်တော်ပြောခဲ့ရနော်9ပိုင်း9ပတ်ဒီ3ပိုင်း3ပတ်ဒီ3ပတ်ဒီမှာကျွန်တော်9ရန်အားကောင်းတယ်လို့ကျွန်တော်ပြောခဲ့တယ်နော်နံပါတ်5နှစ်ပိုင်းနှစ်ပတ်ဒီခွန်ပိုင်းခွန်ပတ်ဒီနှစ်ရန်အားကောင်းတယ်တိရအဲ့တဲမှာထိုးရမယ့်ကဏ္ဍလေးရနှစ်နဲ့ပတ်သက်လာရင်20 24 25 26 20 24 25 26နော်ခွန်နဲ့ပတ်သက်လာရင်80ခွန်4ခွန်5ခွန်6ခွန်နဲ့ပတ်သက်လာရင်80ခွန်4ခွန်5ခွန်6ပတ်မဲ့ကိုမှများနှစ်ကိုရဲပတ်ပါဗျနော်ရဲပတ်ပါနှစ်ချင်းတွေလာလိမ့်မယ်နော်အနောက်ဘက်ကမင်းရောကွက်အနေနဲ့တကွက်ကောင်းထိုးကျင်တဲ့ကိုမော်များနော်မျက်စိသုံးမိတ်ထိုးလိုက်20တကွက်တည်းကိုမျက်စိသုံးမိတ်ထိုးနော်တကွက်တည်းကြာရဆိုင်ပဲ20နောက်ဘက်ကအကောင်းဆုံးကနောက်တော့ကျင်းအောင်တော့အကောင်းဆုံးလုပ်ပြီးရနော်ကျွန်တော်ကနန်းကျင်းအောင်လုပ်ပြီးတဲ့အတွက်ကျွန်တော်ကနန်းတွေလွှဲချုံမှုလေးဖြစ်သွားတာပါကနန်းကိုဖြန့်ပေးမယ်ဆိုရင်တော့ပါကြီးတွေပါနဲ့ကြီးတို့ပဒိတ်တို့ဟိုပါတို့အခွေတို့ပါတို့ပေါ့အဲ့လိုတွေထည့်ပေးတော့ပါတာပေါ့ကျွန်တော်ကအဲ့လိုကြောင့်ထည့်မပေးခြင်းဘူးဗျကိုလည်းဒီထဲမှာကိုလည်းကနန်းများမထိုးခြင်းဘူးဟောသူများတကကြီးလည်းကိုလိုပဲကနန်းများထိုးခြင်းမှာမဟုတ်ဘူးဆိုရဲအတွေးနဲ့ကျွန်တော်ကကနန်းကိုရသလောက်ချုပ်ပေးရတော့လွှဲချုပ်မှုလေးဖြစ်သွားတဲ့အတွက်တောင်းပန်ပါတယ်နော်ကိုမများအားလုံးကံကောင်းကြပါစေနော်